မိမိသိတဲ့အသိဉာဏ်နဲ့လောကသားတွေရဲ့အကျိုးအတွက်အဆုံးအမဩဝါဒကိုစတင်ပေးတာစတင်ပြီးတော့မိမိသိတဲ့မိမိရဲ့အသိဉာဏ်ဖြစ်တဲ့ပฏิဝေဒဉာဏ်အဲ့ဒီပฏิဝေဒဉာဏ်နဲ့သိထားတဲ့တရားဓမ္မတွေကိုဒေသနာဉာဏ်နဲ့တတ္တဝါတွေနားလည်အောင်ဟောပြပြီးဆိုတာကိုဓမ္မစက္ကပောဒနာလို့ခေါ်တယ်ဓမ္မစက္ကဆိုတာပฏิဝေဒဉာဏ်နဲ့ဒေသနာဉာဏ်ကိုပြောတာသိတဲ့အတိုင်းရှင်းလင်းပြောတယ်သိတဲ့ဉာဏ်ကတစ်ခုရှင်းလင်းပြောတဲ့ဉာဏ်ကတစ်ခုအေးလူဆိုတာစုံနေတယ်တချို့ကသိတော့သိတယ်ပြောမပြတတ်ဘူးဆိုတဲ့လူတွေရှိတယ်နော်ပြောပြပါဆိုမပြောတတ်ဘူးသိတော့သိတယ်ရသော်ဗျာသိလဲသိတယ်ရှင်းလဲပြတတ်တယ်နားဝင်အောင်ရှင်းပြတယ်အဲ့ဒီသိလဲသိတယ်ဆိုတဲ့ဉာဏ်ကိုပฏิဝေဒဉာဏ်ရှင်းပြတယ်ဆိုတဲ့ဉာဏ်ကဒေသနာဉာဏ်အဲ့ဒီဉာဏ်နှစ်ရပ်ပေါင်းစပ်ပြီးတော့စတင်ပြီးတော့လောကသားတွေအကျိုးကိုဖြစ်ထွန်းအောင်ဆောင်ရွက်တဲ့ဓမ္မစက္ကပောဒနာတုတ်ဓမ္မစကြာတရားဥဟောလိုက်တဲ့အခါမှာလည်းပဲဓမ္မရဲ့အရှိန်တတ္တိဟာဘလောက်ပြင်းတယ်လဲဆိုရင်တစ်ချိန်ငရင်တုံလှုပ်သွားခဲ့တယ်ပေါ့ဒါလည်းငရင်လှုပ်ခြင်းအကြောင်းတစ်ခုလို့ဒီလိုဆိုတယ်နောက်ခုနှစ်ခုမြောက်အကြောင်းကတော့ဘာလို့ဆိုရသော်ဘုရားသခင်ကိုရောမြတ်ဟာလောကသားတွေရဲ့အကျိုးအတွက်ကြိုးပမ်းအထောက်တော်မူခဲ့တယ်ကြိုးပမ်းအထောက်ပြီးတဲ့အခါသင်္ခါရသဘာဝတရားအရလောကကြီးရဲ့ဘဝဆိုတာသဗ္ဗေဘဝအနိစ္စဒုက္ခဝိပရိနာမဓမ္မဘဝဆိုတာဘသူရဲ့ဘဝပဲဖြစ်ဖြစ်အနိစ္စမမြဲဘူးဒုက္ခနော်မမြဲတာတွေနှိမ့်ဆက်လို့ဆင်းရဲတယ်ဝိပရိနာမဓမ္မအပြောင်းလဲတွေရှိတယ်ဆိုတဲ့သဘာဝအတိုင်းပဲမြတ်စွာဘုရားရဲ့ဘဝဟာလည်းပဲအပြောင်းလဲတွေရှိလာလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဘဝမှာဆက်လက်ပြီးတော့မနေတော့ဘူးဆိုလိုတာပြိဋိဘံပြုတော်မူတဲ့နေ့ကိုသတ်မှတ်လိုက်ပြီးဆိုတဲ့အချိန်မှလည်းပဲမြတ်စွာဘုရားရဲ့ဒီဆုံးဖြတ်ချက်ကိုမခံနိုင်ရှာဘူးမြေကြီးဟာမြတ်စွာဘုရားရဲ့အာယုသင်္ခါရလွတ်တယ်တတိတံပစင်ညနဲ့ဒီအချိန်ကတော့ငါရဲ့ခန္ဓာကိုယ်ဟာအဆုံးသတ်ရမယ့်အချိန်ဖြစ်တယ်ဆိုတာတတိနဲ့တံပစင်ညနဲ့ဆုံးဖြတ်ချက်ချလိုက်တယ်အာယုသင်္ခါရကို3လကကြော်ရင်ငါမဝင်စားတော့ဘူးသူ့တဘာဝအတိုင်းရှိစေတော့လို့ဆုံးလွတ်လိုက်တဲ့ဆုံးဖြတ်ချက်ကြားလိုက်တဲ့အခါမှာမြေငလင်ဟာတုံဟိသွားပြန်တယ်ပေါ့အာယုသင်္ခါရလွတ်လိုက်တာဒါက9ခုမြောက်အကြောင်းတရားလို့ဒီလိုမြတ်စွာဘုရားအရှင်အနန္ဒာကိုရှင်းပြ10ခုမြောက်အကြောင်းတရားကတော့တခြားမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဘဝနောက်ဆုံးအချိန်ရောက်လာတဲ့အခါမှာနောက်ဆုံးမှာအနုပါရိသေတနိဗ္ဗာန်ဓာတ်ဖြင့်ပြိဋိဘံပြုသွားတယ်အနုပါရိသေတတို့သဥပါရိသေတတို့ဘယ်လိုနားလည်ရမလဲလို့ဆိုရင်စဉ်းစားကြည့်လေမြတ်စွာဘုရား45နှစ်ဟိုဘက်ဖျားဖြစ်တဲ့နေ့မှာဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့တဏ္ဍမှာဒီတဏှာဥပါဒံဥဆောင်တဲ့ကိလေသာတွေဟာချုပ်ငြိမ်းသွားတယ်သို့တော့ကံကိလေသာတွေချုပ်ငြိမ်းသွားတော့လည်းပဲမြတ်စွာဘုရားရဲ့ခန္ဓာလို့ဆိုတဲ့ကံကိလေသာတွေရဲ့အကျိုးဆက်တွေကရှိနေရတဲ့ခန္ဓာ၅ပါးကြီးကရှိနေရတဲ့ကံကိလေသာဆိုတဲ့အကြောင်းတရားတွေကတော့ငြိမ်းသွားပြီသို့တော့အကျိုးဆက်ကြီးကရှိနေသေးတယ်အဲ့ဒီကိလေသာငြိမ်းသွားတဲ့နိဗ္ဗာန်ကိုသဥပါရိသေတနိဗ္ဗာန်လို့ခေါ်တယ်ဥပါတိဆိုတာကံကိလေသာတို့ရဲ့အကျိုးဆက်ကြီးနော်သေတကျွမ်းကြံနေသေးတယ်အဲ့ဒီကျွမ်းကြံနေသေးတဲ့ဒီနိဗ္ဗာန်ကိုသဥပါရိသေတနိဗ္ဗာန်လို့ခေါ်တယ်နောက်ဆုံးအဲ့ဒီအကျိုးဆက်တွေပါချုပ်သွားတယ်ကံကိလေသာတွေရဲ့အကျိုးဖြစ်တဲ့ခန္ဓာပါချုပ်သွားပြီဆိုတာကြတော့အနုပါရိသေတနိဗ္ဗာန်လို့ဒီလိုပြောအေးမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ဘယ်သူကဖန်တီးထားတာတုံးလို့မေးလို့ရှိရင်တဏှာဥပါဒံရှိတဲ့ကံတရားကနေဖန်တီးထားတာမြတ်စွာဘုရားရထားတဲ့လူဘဝလူခန္ဓာအဲ့ဒီခန္ဓာကြီးကရှင်သန်နေတယ်တက်တော်80တိအောင်နောက်ဆုံးနေ့ကျတော့အဲ့ဒီရှင်သန်နေတဲ့ခန္ဓာကိုယ်ကြီးနောက်ဆုံးနေ့အချိန်မှာချုပ်သွားတယ်အဲ့ဒီချုပ်သွားလို့ရတဲ့နိဗ္ဗာန်ကျတော့အနုပါတိသေတနိဗ္ဗာန်လို့ဒီလိုပြောတာအဲ့ဒီအနုပါရိသေတနိဗ္ဗာန်တတ်ဖြင့်မြတ်စွာဘုရားပြိဋိဘံစံတော်မူမယ်ဆိုတဲ့အခါမှာလည်းပဲမြေငလင်ကြီးဟာတုံဟိသွားတယ်လို့အာနန္ဒာမြေငလင်တုံဟိဖို့ဆိုတာအခုလိုအကြောင်း၈မျိုးရှိတယ်လို့မြတ်စွာဘုရားကရှင်းပြလိုက်တဲ့အချိန်မှာ
ရှင်အာနန္ဒာကဘုရားအာယုသင်္ခါရလွတ်လိုက်ပြီဆိုတာ